ကဲအားလုံးမင်္ဂလာပါဒီနေ့ကတော့တောသွင်းနေထိုင်စားတော့ပုံထဲကကျွန်တော်တို့တောသွင်းခရုကိုချက်စားပြမှာဖြစ်ပါတယ်ဒါရေစင်အောင်ဆေးမယ်ကြောက်ပြောင်းအောင်ရေဆေးလိုက်မယ်ဆေးပြီးရင်ကျွန်တော်တို့ခရုကိုပြုတ်မှာဖြစ်ပါတယ်ပြုတ်ရင်မီးပြင်းပြင်းလေးနဲ့ပြုတ်ရမှာပေါ့နော်မီးပြင်းပြင်းလေးနဲ့ပြုတ်ပြီးရင်ဟိုဒီလိုလေးဆူလာပြီးပွက်လာပြီးဆိုရင်ချလို့ရပြီပြီးရင်ခရုဆန်လေးတွေကိုကျွန်တော်တို့ထုတ်မှာဖြစ်ပါတယ်ခရုဆန်လေးတွေအဲ့လိုတစ်ခုချင်းစီဟိုတက်တက်ရထုတ်မှာပေါ့ဒီလိုလှလေးတွေအဲ့လိုမျိုးထုတ်ထုတ်ပြီးရင်အကုန်လုံးထုတ်ပြီးရင်ကျွန်တော်ရေပြောင်းအောင်ပြန်ဆေးမယ်ဆေးပြီးရင်ခရုဆန်လေးတွေကိုကျွန်တော်တို့ကောင်းကောင်းပလေးတွေညှက်မယ်ညှက်ပြီးပြီဆိုရင်ကျွန်တော်တို့အစာပလာတွေပြင်ဆင်ရမှာပေါ့ကြက်သွန်တွေတို့ဘာလို့လှီးရမယ်ပြီးရင်ငရုတ်သီးပါညာချင်းတာရကထောင်းရမှာပေါ့နော်ထောင်းပြီးကျွန်တော်ကြက်သွန်နေနဲ့စီတက်မယ်စီတက်ပြီးအစာပလာတွေထည့်မယ်ထည့်ပြီးရင်ကျွန်တော်ညှက်ပြီးသား Q ဆန်လေးတွေထည့်မယ်ထည့်ပြီးတော့ရေထည့်မယ်နော်ရေထည့်မယ်အဲ့လိုရေထည့်ပြီးရင်အဲ့ဒါကိုခန်းအောင်ချက်ရမယ်အဲ့လိုခန်းသွားပြီဆိုမှကျွန်တော်တို့ကအိုးကတ်လေးဖြုတ်ရတာပေါ့နော်အိုးကတ်လေးချက်မယ်ချက်ပြီးရင်လုံးဝမွှေးလေးနဲ့စားလို့ရပါပြီကျွန်တော်စားပြမှာဖြစ်ပါတယ်နော် Q ဆန်နဲ့လုံးဝလုံးဝမယုံရင်စားကြည့်ဗျလုံးဝအားရှိတယ်အတိကတော့ညနေဘက်စားကြည့်ညစာဖြစ်စားကြည့်လက်တွေ့တိစေးရမယ်တကယ်ကောင်းတယ်ကျွန်တော်အတွက်ဆိုတာအကောင်းဆုံးဟင်းလျာပဲเนาะတောသွင်းနေတိုင်းစားတော့ပုံထဲကအကောင်းဆုံးဟင်းလျာကျွန်တော်ချက်ပြသွားတာဖြစ်ပါတယ်